မျက်စိထဲတစ်ချက်လောက်မြင်ကြည့်လိုက်ပါဗျာကိုမီတာဇူဝင်နေဟိုချရတဲ့သူတွေအကုန်လုံးဘူရာယုံကစောင့်ဆိုင်ခန့်အခြေအတစ်ခုတည်းမှာအတူတူထိုင်ဆောင်နေကြတယ်ဆိုပါစို့ဟုတ်ကဲ့စကားတွေပြောရေမောရင်ချင်းဖြုံးနေကြတယ်ပေါ့ဒါပေမဲ့အဲ့ဒီအခန်းရဲ့ထွက်ပေါက်ကနေဘသူကအရင်ဆုံးအခေါ်ခံရပြီးထွက်ပေါ်ရမလဲဆိုတာကိုတော့ဘယ်သူမှမသိကြဘူးဗျာမှန်ပါလေပို့ဆိုတာကလေတယောက်ယောက်အခေါ်ခံရလို့ထွက်သွားပြီဆိုရင်ကြံကြတဲ့သူတွေကနောက်ကနေလိုက်သွားခွင့်လုံးဝမရှိဘူးဆိုတော့တကယ်တမ်းစဉ်းစားကြည့်ရင်ကျွန်တော်တို့နေစဉ်ဖြတ်တန်းနေတဲ့ဘဝဆိုတာအဲ့ဒီစောင့်ဆိုင်ခန်းကြီးနဲ့တပ်ပုံစံတွေပါပဲအဲ့ဒီထွက်ပေါက်ကိုဘဝရဲ့နေဝင်ခြင်းလို့ခေါ်ကြမယ်ဆိုရင်ပေါ့လေကခရင်မှာဘေးနေပဲအချိန်ဆိုတာကြိုပြီးဝိုင်းဖြထားလို့မရတဲ့သဘောပေါ့ရှင်ဟုတ်တယ်ဗျာတဘာဝတရားမှာညနေ6နာရီနေဝင်မယ်ဆိုတာကြိုးတည်နေပြီးမဲ့လူဘဝမှာတော့အသက်80ပဲဖြစ်ဖြစ်90ပဲဖြစ်ဖြစ်90ပဲဖြစ်ဖြစ်ဒါမှမဟုတ်လားသားရွယ်လေးမှတင်ရုတ်တရက်အချိန်မရွေးနေဝင်သွားနိုင်တဲ့သဘောတရားဖြစ်နေတယ်လीဒါကြောင့်ဒီနေ့ပြုလုပ်မဲ့အသေးစိတ်လေးလာစူးစမ်းမှုအစီအစဉ်မှာတစ္ဆာရွှေစီဆရာတော်ရဲ့ဟောကြားချက်တွေကိုအခြေခံပြီးဒီเจ้าရာကိုဆွေးနွေးသွားမှာပါဗျာဟုတ်ကဲ့အထူးသဖြင့်90နီးပတ်ဒေါ်လာဥဒကဇတ်ထေကအရန်ကိုအံ့ဩစရာကောင်းတဲ့မိသားစုဇလန်တပုတ်ကိုဆွဲထုတ်ပြီးတော့ပေါ့နော်ဘဝရဲ့မမြဲတဲ့သဘောတရားကိုဦးနောက်ကတော့နှလုံးသားကပါဘလို့လက်ခံနိုင်မလဲဆိုတဲ့လမ်းစားကိုရှာဖွေသွားကြဖို့ရှိပါတယ်ကဲဒါကိုတေချာလေးဖြန့်ချက်ကြည့်အောင်ဗျာဆရာတော်ရဲ့ဟောကြားချက်ထဲမှာဘဝရဲ့နေဝင်ခြင်းနဲ့ပတ်သက်ပြီးအင်မတန်ထိမိတဲ့သင်္စာချက်လေးတစ်ခုကနေစလိုက်ချင်ပါတယ်ရှင်ဟုတ်ကဲ့ပြောပါအောင်အဲ့ဒါဘာလဲဆိုတော့လေကန်ကုံလို့မိုးချုပ်သွားတဲ့အခါတွဲထားတဲ့လက်ကလေးတွေကိုမဖြုတ်ချင်းလဲအတင်းဖြုတ်ပြီးတွားရမယ့်သဘောပါပဲတဲ့ဟုတ်တယ်ဗျာကိုကအတင်းဆွဲထားခြင်းရင်တောင်ဟိုဘက်ကဇွတ်ဖြုတ်ပြီးထွက်သွားရမယ့်သဘောပေါ့ပါလဲနိုးဆက်ချင်းလွမ်းချင်းတောင်မရပဲစက်ပေါ်ကဆင်းသွားရတယ်လို့မြန်ဆန်တဲ့အကြောင်းရင်းမြစ်တွေမှာရှင်းပြထားတာပါတယ်ဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိလာတယ်ဗျာဟုတ်ကျွန်တော်တို့လူသားတွေရဲ့ဇီဝဗျာသဘောဝအရာကိုကချစ်တဲ့သူတွေနဲ့တန်ရောစင်တွေ့ဖို့တွေ့ရဖို့တိဆောက်ထားတာမဟုတ်ဘူးလားအဲ့ဒီလိုရှိတာပေါ့အထူးသဖြင့်မိသားစုဝင်တွေအချင်းချင်းအသက်ရှင်တန်ဖို့အတွက်အပြန်အလှန်မိခိုတွေ့ရတဲ့သဘောဝရှိတယ်လေအဲ့ဒီတော့ကိုချစ်တဲ့သူချစ်ချင်းပြောက်ွယ်သွားတာကိုလက်လွတ်လိုက်ဖို့ဆိုတာလူသဘောဝကိုအတင်းအကျပ်ဆန့်ကျင်ခိုင်းနေတယ်လို့ဖြစ်မနေဘူးလားဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကလေလူသဘောဝနဲ့ဆန့်ကျင်တယ်လို့ထင်ရပေမဲ့ဒီဒသနာကတန်ရိုးစင်ကိုအတင်းဖြတ်တော့ဖို့တတ်သက်ပြောနေတာမဟုတ်ပါဘူးရှင်အခြေခံအမြင်တို့မဟုတ် mindset ကိုပြောင်းလဲဖို့အဆိုပြုနေတာပါရိပ်မြစ်တွေထဲမှာဘဝဆိုတာကိုဇယက်တစ်ခုလို့တင်စားထားတာပါဇယက်ပေါ့ဟုတ်ကဲ့ဟုတ်တယ်လူရီဆိုတာကအဲ့ဒီဇယက်ပေါ်မှာခက်တလာနာကြတဲ့ဧည့်သည်တွေတာဖြစ်တယ်ဧည့်သည်ဆိုတာအချိန်တန်ရင်သူခရီးစဉ်နဲ့သူဆက်ထွက်သွားရမှာပဲလေဒါပေါ့ပြဿနာကကျွန်တော်တို့တာမန်လူတွေဟာကိုအိမ်ရှင်လို့ထင်မှတ်ပြီးဒီဇယက်ပေါ်မှာထားဝရနေရမယ်လို့ယူဆထားကြတာကနေစတာပါရှင်အင်းရှင်ဆိုတဲ့စိတ်ခံစားချက်ဝင်သွားတာနဲ့ဒါကငါအိမ်ဒါကငါလူဒါကငါပိုင်ဆိုင်မှုဆိုတဲ့အစွဲတွေဝင်လာတာပေါ့အဲ့ဒီအစွဲကပဲနာကျင်မှုကိုပို့ပြီးကြီးမားသွားစေတယ်ထင်တယ်မလားတေးကြတာပေါ့အိမ်ရှင်လို့ထင်ပြီးပိုင်ဆိုင်ခြင်းစိတ်ကြီးနေသည်မြခွဲခွာရတဲ့အခါခံစားရတဲ့နှလုံးသားတန်ရာကပိုနှက်ပါတယ်အဲ့ဒီစားငါတို့ဟာခဏတာတွေ့ဆုံကြတဲ့ဧည့်သည်တွေပါလားဆိုတဲ့အသီးလေးရှိနေမယ်ဆိုရင်လေချစ်ချင်းမေတ္တာကိုမရက်တန့်သွားစေတဲ့အပြင်တွေ့ဆုံခြင်းလေးကိုပိုပြီးတန်ဖိုးထားတတ်လာမယ်ဟုတ်တယ်ထွက်ခွာသွားတဲ့အခါမှာလဲနာကျင်မှုတက်တာပြီးလွတ်လွတ်လပ်လပ်ဖြတ်ပန်းနိုင်မယ်လို့ဆိုလိုတာပါရှင်ဟဲ့ဆိုတဲ့ဘောတရားက theory ရတော့တကယ်ကိုအေးချမ်းပါတယ်ဗျာဒါပေမဲ့လက်တွေ့ဘဝမှာကိုအရင်ချစ်ရတဲ့သူတယောက်ရုတ်တရက်ထွက်သွားရင်သွေးအေးနဲ့နေနိုင်ဖို့ဆိုတာတိတ်မလွယ်ဘူးနော်ဟုတ်ကဲ့မလွယ်ပါဘူးဆိုတော့ဥရကဇတ်တော်တွေကမိသားစုအကြောင်းကတော့ဒီသဘောတရားကိုတကယ်လက်တွေ့ကျင့်သုံးပြနိုင်လို့လားဘယ်လိုများဖြစ်ခဲ့တာလဲဗျဥရကဇတ်တော်တွေကမိသားစုကဒီဧည့်သည်သဘောတရားကိုအမြင့်ဆုံးအဆင့်ထိလက်တွေ့ကျင့်သုံးပြသွားတာပါရှိရဲ့ဟုတ်ကဲ့အဲ့ဒီမိသားစုမှာဖျားလောင်းဖခင်သားသမီးချွေးမနဲ့အိမ်မှာကူညီလုတ်ကင်ပေးတဲ့ကြွတ်မဆိုပြီးလူ9ယောက်ရှိပါတယ်အိမ်9ယောက်ပေါ့ဖခင်ဖြစ်သူကအိမ်သားတွေကိုအမြဲတမ်းတင်ပေးတယ်ငါတို့ဟာဧည့်သည်တွေပဲအချိန်မရွေးဒီဇက်ပေါ်ကနေဆင်းသွားရနိုင်တယ်တချင်ကြီးမှာမလွဲမသွေကွဲကွာသွားရမယ်ဆိုတာကိုနေ့စဉ်သတိပေးလေးရှိတယ်ဆိုတော့သူရဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုကအမြဲတမ်းနှိုးချနေတဲ့သဘောပေါ့နော်မှန်ပါဒါပေမဲ့ဇလန်ရဲ့အလေးအပြောင်းကဒီကဲမကိုယူတရဲ့ကြည့်ကြည့်သွားတာရှင်ဘယ်လိုဖြစ်တာလဲဗျ
မိုးဦးကြကာလာတစ်ခုမှာဖခင်နဲ့တားဖြစ်သူနှစ်ယောက်လဲတော့ထဲမှာအမိုက်ပုံတွေကိုမိရှုကီရှင်းလင်းရေးလုပ်နေကြတယ် အဲ့ဒီအချိန်မှာမိခိုးလေကြောင့်တောင်ပေါ်တော့ကနေမွေးတစ်ကောင်ထွက်လာပြီးတားဖြစ်သူကိုရုတ်တရက်ပေါက်လိုက်တယ်ရှင် ဟာဗျ မွေးစိတ်ကပြင်းလွန်းတော့တားဖြစ်သူဟာအဲ့ဒီနေရာမှာတင်လဲကျပြီးပွဲချင်းပြီးတည်ဆုံသွားတယ်ပါတယ် တကယ်ကြီးလားတားဖြစ်သူကပွဲချင်းပြီးဆုံးသွားတာဗော ဟုတ်တယ်ရှင်ဒီအချိန်တွေကိုတာမန်ဖထူးရှင်တွေရဲ့မျက်လုံးနဲ့ကြည့်ရင်လေကိုမက်ဆီရှိမှတင်ကိုသားတည်သွားတာဆိုတော့ရင်ဘတ်စီတီဗီမေကြီးပေါ်လူးလိုက်ငိုကြွေးကြမဲ့အနေထားမျိုးပေါ့ ဒါဗောဦးနောက်ကဒီလောက်ကြီးမားတဲ့ဆုံးရှုံးမှုကိုရုတ်တရက်လက်မခံနိုင်တဲ့အခါ shock ရပါတာတဘာပဲလေ ဒါပေမဲ့ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းလာတာကတော့ဖခင်ဖြစ်သူကလုံးဝမငိုဘူးရှင် လုံးဝမငိုဘူး လုံးဝကမငိုတာပြီးတော့လဲနင်းချင်းတယောက်အိမ်ကိုပြန်သွားတာမြင်တော့သူကနေတဆင့်အိမ်ကိုတရင်စကားပါလိုက်တယ် ဘယ်လိုပါလိုက်တာလဲဗျ အခါတိုင်းသမင်းနှစ်ယောက်စာယူလာနေကြဖြစ်ပေမဲ့ဒီနေ့တော့တစ်ယောက်စာပဲယူလာခဲ့ပါတဲ့ ဟာ ပြီးတော့လာတဲ့အခါအိမ်ကလူတွေအားလုံးတက်ရဲရဲပြင်ဆင်ပြီးပန်းတန်းသားတွေပါတယ်ယူလာခဲ့ပါတဲ့ရှင် ခဏလေးဗျဒီညမှာခစ်တိအမြင်နဲ့ကြည့်ရတူတယောက်အနေနဲ့ဝင်မေးကြရှိတယ် မေးပါရှင် ကိုသားတည်သွားတာကိုထမင်းတယောက်စာ short ပို့ခိုင်းပြီးအလုတ်ဆက်လုံနေတယ်ဆိုတာတော်တော်လေးရက်ဆက်ပြီးနှလုံးသားမဲလွန်းတာမကြောက်ဘူးလားတွေးအေးလွန်းတဲ့လူမိုက်တယောက်ရင်လုတ်ရက်လို့ထိမနေဘူးလားဗျ အပြင်ပန်းကကြည့်ရင်အမတန်တွေးအေးလေလို့ထင်ရပါမယ်လေစိတ်ပညာရှုထောင့်ကနေတေချာခွဲချမ်းစိတ်ဖြာကြည့်ရင်ဒါဟာအနက်ဆိုင်ဆုံးအသိဉာဏ်တွေကနေလာတာပါရှင် အနက်ဆိုင်ဆုံးအတိညာဏ် ဟုတ်တယ်သူတို့မိသားစုဟာတုံညသဘောတရားကိုဥနှုံထဲမှာအပြည့်အဝလက်ခံထားကြလို့ပါ တုံးရသဘောတရားဆိုတာဘယ်လိုမျိုးလဲလား ဘဝဆိုတာတကယ်တော့အနစ်တာယာအောက်ဖြင့်တုံညပါပဲဘာမှမရှိတဲ့ canvas စက္ခုအလစ်ကြီးပေါ့ ဒါပေမဲ့လူတွေရဲ့ဥနောက်ကအဲ့ဒီတုံညအပေါ်မှာကနန်းတွေလိုက်တက်ကြတယ်တစ်နှစ်သုံးစသဖြင့်တန်ဖိုးတွေစိတ်တီကတ်ကြတယ် အာဟုတ်ပြီ ဒါကငါသားဒါကငါရဲ့အနာဂတ်ဒါကငါရဲ့မျောလင့်ချက်ဆိုပြီးကိုယ်တိုင်ဖန်တီးထားတဲ့တန်ဖိုးတွေထက်ခါကတ်လိုက်တာလी ဟုတ်ပြီ နောက်ဆုံးကြတော့အဲ့ဒီစစ်ကူးရင်ကနန်းတွေပျောက်ကွယ်သွားတဲ့အခါတုံညအခြေအနေကိုလက်မခံနိုင်တော့ပဲပြိုလဲသွားကြတာပါရှင် ဆိုလိုတာကဖခင်ဖေသူဟာအစကတည်းကအဲ့ဒီတစိတ်တီမကတ်ထားဘူးပေါ့ဗျာဘဝဆိုတာလာမယ်ပြန်ထွက်သွားမယ်မူလတုံညအခြေအနေကိုပဲပြန်သွားမယ်ဆိုတာကိုကြူကျင်လက်ခံထားပြီးသားဖြစ်နေတာပေါ့ မှန်ပါတယ်ရှင်တောက်တီသွားတဲ့အချိန်မှာသူ့ရဲ့ဦးနောက်ကဆုံးရှုံးသွားတဲ့စစ်ကူးရင်တန်ဖိုးတွေတော့ short မဖြစ်တော့တဘာဝတရားကမူလအခြေအနေကိုပြန်သွားတာပဲလို့ရှုမြင်နိုင်ခဲ့တယ် ဟုတ်ကဲ့ ဒါကြောင့်အလောင်းကိုထင်ကြောက်တွေစုပုံပြီးလေတော့အမှပဲချက်ချင်းမိတင်ကိုဖို့ပြင်ဆင်နိုင်ခဲ့ရပါအင်္ဂမိခင်ဖြစ်သူကြတော့လဲလေငါတို့ဇေယပေါ်ကဧည့်သည်တယောက်ငါတို့ရဲ့အရင်စောပြီးဆင်းသွားပြီလို့ချက်ချင်းသဘောပေါက်တယ် တကယ်ကိုအံ့ဩစရာပဲဗျာမိခင်ဖြစ်သူကိုယ်တိုင်ကလည်းငုံမနေဘူးပေါ့ ဟုတ်တယ်ပထမမျက်ရည်မကြပဲလေတော့ကိုထွက်လာခဲ့ကြတယ်သူတို့ရဲ့ခန်းစားချက်ကထုံထိုင်းသွားတာမဟုတ်ပဲတဘာဝတယောက်ကိုရှင်းရှင်းလင်းလင်းမြင်နေတဲ့အဆင့်ရောက်နေရပါရှင် သူတို့မိသားစုရဲ့ဒီလိုမျက်ရည်မကြပဲတည်ငြိမ်နေမှုကဘလောက်တောင်အားကောင်းတယ်လဲဆိုရင်အဲ့ဒီခေတ်ရဲ့ဇလန်တွေအရာတီချာမင်းကိုယ်တိုင်အံ့တော်ပြီးလူပေကိုဆင်းလာခဲ့ရတယ်လို့ဆိုထားတယ်ဗျာ ဟုတ်ကဲ့စစ်လာပြီးပါလို့တလဲရှင် ပုံနာအသွင်ယူပြီးသူတို့အနာကိုရောက်လာတယ်ပေါ့ပြီးတော့တင်တို့မီးရှို့နေတာလူကိုလားတမင်ကိုလားတင်တို့ရဲ့ရန်သူကိုရှို့နေတာလားစသဖြင့်မတိကျင်ရအောင်ဆောင်ပဲလိုက်ဆန့်တပ်ပါတော့တယ် အဲ့ဒီမှာဒီကြမင်းကိုမိသားစုဝင်တအိုးချင်းစီကပြန်ဖြေတဲ့ဖြေတွေတင်းစားချက်တွေကလေစိတ်ပညာရှုထောင့်ကနေကြည့်ရင်အင်မတန်လင်းနေပါတယ်ရှင် ဘယ်လိုဖြေကြလဲဗျာ ဖခင်ကစပြီးဖြေတယ်လူသေးတာဟာမွေးတွေအရေးခွန်လဲသလိုပါပဲတဲ့တေတော်တဲ့သားဟာအခုသူ့ကိုယ်သူမီးရှို့ခံနေတာကိုတော့မသိတော့ပါဘူးမီးရှို့တာကိုတော့မသိတဲ့လူနာမှာသွားပြီးငိုကြွေးနေလို့ဘာအထိပဲရှိမှလဲလို့ဆိုတယ် မွေးအရေးခွန်လဲတာနဲ့နိုင်ရှင်တာကတော်တော်လေးလက်တွေ့ကြတယ်ဗျာ ဟုတ်တယ် မွေးတကောင်ဟာအရေးခွန်ကိုချွတ်ချပြီးတာနဲ့အဲ့ဒီအရေးခွန်ကိုလှဲ့တော့မကြည့်ပဲရှေ့ဆက်သွားတာပဲလीလူတွေကတေဆုံးသွားတဲ့ခန္ဓာကိုယ်ကြီးကိုကြည့်ပြီးငိုကြွေးနေကြမယ်မဲ့တကယ်တမ်းအဲ့ဒီခန္ဓာကိုယ်ကြီးမှာဘာခံစားမှုမှမရှိတော့ဘူးလဲထားခဲ့တဲ့ရေခွန်ဟောင်းတစ်ခုလိုဖြစ်သွားပြီ မှန်တာပေါ့ ပူလောင်နေတာခံစားနေရတာကအသက်ရှင်ကြံရည်သူတွေချီးပဲဆိုတဲ့သဘောကိုညွန့်ပြနေတယ်လို့မြင်မိတယ်ဗျာ ဟုတ်တယ်ရှင်စပီနမဖြစ်သူမေးတဲ့ခါကျတော့နမဘာဖြေလဲဆိုတော့ငိုကြွေးခြင်းအပြင်လူပဲပိန်လာမယ်အသားရည်ဒီခန်းချော်လာမယ်ကိုကိုချစ်တဲ့တခြားအသက်ရှင်နေတဲ့သူတွေပါစိတ်ဆင်းရဲရမယ်လို့ပြောတယ် ဟာဟုတ်ပြီ နမဖြစ်သူရဲ့မြင်ကအရင်လက်တွေ့ကြသလိုကိုချင်းစာတရာလဲပါပါတယ်ရှင် ဒါကစိတ်ဝင်စားစရာအချက်ပဲဗျာများသောအားဖြင့်လူတွေကငိုကြွေးတာကိုချ
ချစ်ချင်းမိတာရဲ့ပြရုပ်တစ်ခုလို့ထင်တတ်ကြတယ်မလား ဟုတ်တယ်အဲ့လိုထင်တတ်ကြတယ် ဒါပေမဲ့နမဖြစ်သူရဲ့ရှုထောင်ကကြည့်ရင်တေတော်တဲ့သူတယောက်အတွင်းနဲ့ငိုကြွေးနေတာကရှင်နေတဲ့သူတွေရဲ့ဘဝတွေကိုပါဖြစ်စီမပစ်တင်ဘူးဆိုတဲ့သဘောဖြစ်နေတယ် အင်းအတိအကျပဲရှင် ငိုနေလို့ကိုထိခိုက်ယုံတာမကဘူးကိုမိခုန်နေရတဲ့အချာမိသားစုဝင်နေပါဒုက္ခရောက်ရတယ်ဆိုတော့ဘာလဲဟို collateral damage ပေါ့ဘေးရွယ်ဆိုးကျိုးကိုထောက်ပြလိုက်တာပဲ သူရဲ့အဖြေကတော့ဘလို့ရှိတယ်လဲဆိုတော့သူကတေပြီးသူကိုတန်းတာပြီးပူဆွေးနေတာဟာကလေးငယ်တစ်ယောက်ကကောင်းကင်ကလာကိုလှန်တောင်းပြီးငိုနေတာနဲ့အတူတူပဲလို့တင်စားခဲ့တယ် လာကိုလန်တောင်းပြီးငိုနေတာတဲ့ ဟုတ်တယ် အဲ့ဒီအဖြေကတော့ကျွန်တော်တို့ခက်တဲ့လူနေမှုဘဝတွေနဲ့အများကြီးတိုက်ရိုက်သက်ဆိုင်နေတယ်လို့ခံစားရတယ်ဗျခလေးကလာကိုလိုချင်လို့ဘလောက်အောင်ငုံငိုဘဲမှရလာမှာမဟုတ်ဘူးလေ ကျွန်တော်တို့လည်းနေစင်ဘဝမှာအဲ့ဒီလိုပါပဲတေဆုံးခြင်းမှမဟုတ်ပါဘူးပျက်စီးသွားတဲ့ဆက်ဆံရေးတစ်ခုလက်ရတဲ့အလောကိုင်းတစ်ခုဘလို့မှပြန်မရနိုင်တော့ဘူးဆိုတာတိတိကြီးနဲ့အဲ့ဒီလာကိုလှမ်းတောင်းပြီးလိုက်ငုံနေတတ်ကြတယ် ဒါပေါ့ လူတွေကတကယ်မှဖြစ်နိုင်တော့တဲ့အတိတ်ကိုလိုချင်တမင်ရင်ကိုနှိမ့်ဆက်တဲ့တဘာဝရှိတယ်မဟုတ်လား အဲ့ဒါလူတွေရဲ့အဆိုးဆုံးတဘာဝတစ်ခုပါပဲရှင်မဖြစ်နိုင်တာကိုမျှော်လင့်ပြီးလိုချင်နေတဲ့စိတ်ကလူကိုအစိတ်တင်စေပါတယ် မှန်ပါတယ်ပြီးတော့ကျမကတော့ဘလို့ဖြစ်လဲဗျ နောက်ဆုံးအိမ်မှာကိုညီလို့ကင်ပြတဲ့ကျမကိုမေးတော့သူကလည်းကွဲသွားတဲ့ရေအိုးကိုဘလို့မပြန်ဆက်လို့မရတော့လို့ငိုနေလို့လည်းဘာကြိုးမပချိပါဘူးလို့ဖြေဟဲ့ ဟုတ်ကဲ့ ရေအိုးကွဲသွားလေဆိုတာတဘာဝတရားရဲ့ပြောင်းလဲမှုကိုပြလဲပြင်ဆင်လို့မရနိုင်တဲ့အခြေအနေကိုအကောင်းဆုံးကိုစားပြုနေပါတယ်ရှင် ဒီအိုကွဲသွားတဲ့ဥပမာလေးကြည့်ပြီးကိုယ်ပိုင်တွေးကြည့်မိတာတွေတစ်ခုရှိတယ်ဗျ ပြောပြပါအောင်ရှင် ဥပမာယထာတစင်းပေါ်မှာကျွန်တော်တို့ခရီးသွားနေတယ်ဆိုပါစို့ကိုယ်ဘေးခုမှခရီးတဲ့တယောက်လာထိုင်တယ်စကားတွေပြောရင်ခင်မင်းသွားကြတယ် ဒါပေမဲ့သူ့ဘူတာရောက်လို့သူဆင်းသွားတဲ့အခါလွတ်သွားတဲ့ထိုင်ခွန်လွတ်ကြီးကိုကြည့်ပြီးကိုကယထာပေါ်မှာထိုင်ငိုနေလို့မရဘူးလေကိုခီးစင်ကိုဆက်သွမ်းအောင်ပါပဲ အဲ့လိုငိုနေမယ်ဆိုရင်ကိုဆင်းရမယ်ဘူတာကိုတောင်တတိမထားမိပဲလွတ်သွားနိုင်ပါတယ်ရှင် ထို့တယ်နော် ခီးတဲ့တယောက်ဆင်းသွားတာကိုလက်ခံလိုက်ပြီးကိုဘွားခီးဆက်ရမှာကကြံရစ်သူတွေရဲ့တာဝန်ပါဒါပေမဲ့လေဒီဇလဲအထွတ်အထက်ကတော့မိခင်ဖြစ်သူရဲ့အဖေမှာရှိနေပါတယ်ရှင်မိခင်ဖြစ်သူရဲ့အဖေကအနက်ဆိုင်ဆုံးနဲ့ဘွားရဲ့သဘောတရားကိုအပိဖြင့်ဆုံးဖော်ပြနိုင်ခဲ့ပါတယ် မမီတယ်ဗျာအနဝိတော်တတော်အာကလောလူအစကြည့်တဲ့ပါဠိကာထာလေးနဲ့မိခင်ကအဖြေပေးခဲ့တာလေ ဟုတ်ကဲ့ ဒီကာထာရဲ့အတေးပြေကတကယ်ကိုယင်နဲ့ဆွဲကြံရစ်စေတယ် ဘလို့ဒီပဲလဲရှင် ဟောဒီချစ်လာစွာတော့တာဟာကျွန်ုပ်မခေါ်ဘဲနဲ့ရောက်လာတယ်လာခဲ့ပါလို့မြတ်နုံနုံခေါ်လို့လာတာမဟုတ်ဘူးသူ့တဘောနဲ့သူရောက်လာတာပြန်သွားတော့လဲကျွန်ုပ်လူကအနုညွတ်ခွင့်မပြုဘဲနဲ့သူ့စိတ်ကူးနဲ့သူပြန်သွားတာပါတယ် တိုက်ကောင်းတဲ့အဖြေပဲရှင်ဒီစကားရက်ကတတ္တဝါတွေရဲ့ကံကြမ္မာဟာကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိဘူးဆိုတာကိုအလုံးစုံလက်ခံလိုက်တာပါ ဟုတ်တယ်ယူရီအကြီးမားဆုံးမာရွေးတဲ့အယူအဆကလေကိုဘောနဲ့ဝင်လာတဲ့အရာတွေကိုကိုယ်တိုင်ထိန်းချုပ်လို့ရတယ်ဆိုတဲ့အထက်မှာပဲရှင်မန်နေထိန်းချုပ်ချင်ကြတာကို ကိုကလာပါလို့ခိခေါ်ပိုင်းခွင့်မရှိသလိုမတော်ပါနဲ့လို့ဆွဲထားခွင့်တားဆီးပိုင်းခွင့်လည်းမရှိဘူးမခေါ်ပဲလာတယ်မနှင်ပဲပြန်သွားတယ်ဆိုတဲ့သဘောတရားဟာဧည့်သည်ဆိုတာကိုအရှင်းလင်းဆုံးဖော်ပြနေတာပါပဲရှင် ဟုတ်ကဲ့ အဲ့ဒီလိုသွားခြင်းတယ်လို့သွားတတ်တဲ့လူသားတယောက်အတွေ့ငိုကြွေးနေတာဟာတဘာဝတရားကိုအချင်းကြီးဆန့်ကျင်နေတာပဲဆိုတဲ့အတိတ်ပဲပါ ဒါကတော်တော်လေးစဉ်းစားစရာပဲဗျကျွန်တော်တို့တာမန်အဖြစ်တွေးတတ်ကြတာကတာသမီဆိုတာကိုတွေးသားကိုပိုင်ဆိုင်လေကိုအစိတ်ပိုင်းတစ်ခုလို့ထင်တတ်ကြတာလေ ဟုတ်တယ်အဲ့ဒီလိုပဲသင်ကြတာ ဒါပေမဲ့တကယ်တဘာဝတရားအရာကြည့်ရဲ့သူတို့ကလည်းကိုလိုပဲတီးခြားလွတ်လပ်တဲ့ခီးသွားဧည့်သည်တွေတတ်ထင်နေတယ်ဒါဆိုရင်ဒါတွေအလုံးကဘာလို့ဆိုလို့တာလဲဗျာဒီအသိဉာဏ်ကလက်တွေ့ကျွန်တော်ရဲ့ခေတ်သစ်ဘဝဒီမှာသူတို့သုံးဝင်မလဲအလုံးကဧည့်သည်တွေပဲဆိုတဲ့အသိကလူတွေကိုတန်ရိုးစင်ကိမ့်မဲ့ပြီးပိုပြီးအိတ်ဆက်ဆက်နိုင်သွားစေမလား အေးဆက်သွားဖို့လုံးဝမဟုတ်ပါဘူးရှင်ဒီအချက်ကိုပိုကျပြန့်တဲ့ရှုထောင့်နဲ့ချိတ်ဆက်ကြည့်မယ်ဆိုရင်အားလုံးဟာဧည့်သည်တွေဆိုတာသိလာတဲ့အခါအစွဲလန်းတွေအတ္တတွေပြုတ်ကျသွားပါတယ် ။အော် ငါပစ္စည်းငါလူငါသားသမီးဆိုတဲ့ပိုင်ဆိုင်မှုအစွဲတွေနည်းသွားတဲ့အတွက်လေကိုလိုချင်သလိုဖြစ်မလာတဲ့အခါဖြစ်ပေါ်လာမဲ့ဒေါသတွေပူလောင်မှုတွေအလွန်လိုရွတ်ကျသွားတယ် ဒါပေါ့ နေရမယ့်အချိန်တိုလေးအတွင်းမှာတန်ဖိုးမရှိတဲ့အငင်းပွားမှုတွေစိတ်ဆင်းရဲစရာတွေနဲ့အချိန်ကုန်ခံမဲ့အစားအချင်းချင်းနားလဲခွင့်လွှတ်မှုတွေပိုများလာမယ်အတူတူနေရတဲ့မိသားစုဝင်တွေမိတ်ဆွေတွေအပေါ်မှာမေတ္တာတရားပိုကြီးမားလာပါမယ်ရှင့် ။တကယ်တော့ဧည့်သည်ဆိုရအသီးကလက်ရှိအချိန်လေးကိုပိုပြီးတန်ဖိုးထားတယ်လားစေတဲ့တောချက်ပါပဲ။ခဏလေးတွေ့ရမယ့်ဧည့်သည်တွေမို့လို့ပိုပြီးဂရုတစိုက်ဆက်ဆံဖြစ်သွားမယ်ဆိုတဲ့သဘောပေါ့ဗျာ မှန်ပါတယ်ရှင့် ။ဒီလိုကြီးမြတ်တဲ့အသီးရန်တွေအကြောင်းပဲတရားမင်းကအန်တော်ကြီးချူပြီးသူတို့မိသားစုကိုယတနာမိုးတွေရွာသွန်းပေးခဲ့တယ်လို့ဆိုထားတယ်ဗျ။
ဒါဟာသူတို့ရဲ့ရင်းကျက်မှုအပေါ်တဘာဝတရားကပြန်ပြည့်တဲ့ဆူလားလို့လည်းယူဆလို့ရနိုင်ပါတယ် အဲ့ဒီဆိုတဲ့အတိတ်တစ်ခုတည်းနဲ့တင်ဘဝကိုဖျက်ဆီးရတဲ့အရေးအသွေးကအများကြီးပြောင်းလဲသွားပါတယ်ဒါပေမဲ့ဒါကအရေးကြီးတဲ့မိခုံတစ်ခုကိုပေါ်လာစေပါတယ်ရှင် ။ဘာများလဲဗျ အမြဲတမ်းသတိပြုရမယ့်ဘဝရဲ့ဒုက္ခသဘောပေါ့ခွေးခွာရမယ်ဆိုတာပေချာနေတဲ့အခြေအနေမှာကိုကအရင်ထွက်သွားမှာလားဒါမှမဟုတ်သူတို့ကအရင်ထွက်သွားမှာလားဆိုတဲ့ရွေးချယ်ကြရပါရှင် ။ဟုတ်တယ်ဗျာ။ကိုချစ်တဲ့သူလေးကိုထားခဲ့ပြီးကိုကအရင်ထွက်သွားရမယ်ဆိုတာလေသူတို့အတွက်နာကျင်ရတယ်လို့သူတို့ကကိုထားခဲ့ပြီးအရင်ထွက်သွားကြမယ်ဆိုရင်လေကိုကနာကျင်ရမှာပဲ မကောင်းတဲ့ຢာနှစ်ခုတည်းကအခုကိုမလွဲမသွေရွေးချယ်ရမယ်ဘဝရဲ့အကျက်တဲကြီးပေါ့ဗျာဘယ်လိုပဲဖြစ်ဖြစ်တယောက်ယောက်ကတော့အရင်ထွက်သွားရမှာတေချာနေတယ် တေချာတာကတော့ဒီရက်ပေါ်မှာအငြင်းအတူတူနေထွားလို့မရဘူးဆိုတာပါပဲရှင်ဒါကြောင့်တွေးဆုံချိန်လေးလက်တွဲထားခွင့်ရတဲ့အချိန်လေးကိုအကောင်းဆုံးအတုံးချဖို့ကွယ်လွယ်ပြီးတခြားရွေးချယ်စရာမရှိပါဘူးအဲ့ဒီဒုက္ခတဘောကိုနားလည်ထားတာကပဲလက်ရှိအချိန်ကိုအတန်ဖိုးရှိဆုံးဖြတ်တန်းဖို့တွန်းအားဖြစ်စေပါတယ် ဟုတ်ကဲ့ဗျာအစီအစဉ်အစမှာကျွန်တော်တို့ပြောခဲ့တဲ့ဘဝရဲ့နေဝင်ခြင်းဆိုတဲ့အကြောင်းအရာကိုပြန်ကောက်ရင်နေဝင်ခြင်းဆိုတာမလွဲမသွေရောက်လာမယ့်အရာပါဒါပေမဲ့အဲ့ဒီနေမဝင်ခင်ဇက်ပေါ်မှာအတူတူရှိနေကြတဲ့အချိန်လေးမှာကျွန်တော်တို့ဘလို့နေထိုင်ကြမလဲဆိုတာကအရေးကြီးဆုံးဖြစ်လာပါတယ် ဟုတ်ပါတယ် ဒါကြောင့်ဒီကနေ့အစီအစဉ်ကိုအဆုံးသတ်ဖို့အတွက်တွေးတောစရာလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်ဗျာ ပြောပါအောင်ရှင် အကယ်၍မိမိဘဝထဲကိုဝင်လာသမျှလူတိုင်းဟာအချိန်တိုင်းရင်မလွဲမသွေပြန်ထွက်သွားမယ့်ဧရိတာဖြစ်တဲ့ဆိုတာကိုအပြည့်အဝလက်ခံလိုက်မယ်ဆိုရင်ဒီကနေ့မိမိချစ်ရသူတွေနဲ့စကားပြောတဲ့အခါမိမိရဲ့ဆက်ဆံပုံကျင့်နာပုံတွေဘလို့များပြက်ပြက်တာတာပြောင်းလဲသွားမလဲ တကယ်စဉ်းစားကြည့်ရပါပဲ ဟုတ်ကဲ့နေဝင်ချင်းမရောက်ခင်လေးမှာတွဲထားတဲ့လက်တွေကိုဘလောက်တောင်နှွေးနှွေးထွေးထွေးဆုပ်ကြိုက်ထားဖြစ်မလဲဆိုတာစဉ်းစားကြည့်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျာ